ဟိုတယ်လုပ်ငန်းမှာဆိုရင်လေအခက်အခဲဆုံးလို့ပြောလို့ရတဲ့အခြေအနေတွေကြုံရတတ်တယ်ဟုတ်အထူးသဖြင့်ဧည့်သည်တွေရဲ့မကျေနပ်မှုတွေပေါ့ဒါပေမဲ့အဲ့ဒီလိုခက်ခဲတဲ့အခြေအနေတွေကိုအကောင်းဆုံးအမတ်တရအတွေ့အကြုံတွေဖြစ်ပြောင်းလဲပစ်လိုက်လို့ရတယ်ဆိုရင်ကောကဲဒီနေ့မှာတော့အဲ့ဒီအကြောင်းကိုပဲအထူးထူးလေ့လာကြည့်ကြအောင်ဟုတ်ပြီအတိကမေကုန်းကတော့ဒါပါပဲဒေါသကိုစိတ်ကျေနပ်မှုအဖြစ်ဘယ်လိုပြောင်းမလဲတော်တော်လေးစိတ်ဝင်စားရကောင်းတဲ့မေကုန်းတော့အဲ့ဒီတယောက်ရဲ့ဒေါသကိုကျေနပ်မှုအဖြစ်ပြောင်းလဲနိုင်ဖို့ဆိုလားတကယ်တော့အမှုပညာတစ်ခုလိုပါပဲဒီမေကုန်းကပဲကျွန်တော်တို့ရှေ့ဆက်ပြီးဆွေးနွေးမဲ့ဖြည့်ရှင်းနေတဲ့အားလုံးအတွက်အခြေခံဖြစ်လာမှာပါဒီစကားလေးကတကယ်ကိုမှတ်သားစရာကောင်းပါတယ်ကျွန်တော်တို့ကသူတို့ကိုဘယ်လိုခံစားရစေခဲ့တယ်ဆိုတာကိုအဲ့ဒီတွေကဘယ်တော့မှမေးမမောပါဘူးဟုတ်ပါတယ်ဟိုတယ်လုပ်ငန်းရဲ့အတဲ့နှလုံးကဒါပဲဘာတွေလုပ်ပေးလိုက်တယ်ဆိုတာထက်သူတို့ကိုဘယ်လိုခံစားချက်မျိုးပေးလိုက်တယ်လဲဆိုတာကပိုပြီးအရေးကြီးတယ်ပိုပြီးသူတို့ရင်ထဲမှာဆွဲကြံနေကြမှာပါကဲအဲ့ဒီတော့ဘယ်ကနေစကြမလဲနီးလန်းတွေနီးစနစ်တွေမပြောခင်မှာအရေးကြီးဆုံးအရာတစ်ခုရှိပါလဲအဲ့ဒါကတော့မန်ကန်နဲ့စိတ်နေသဘောထားပါပဲဒါကအရာအားလုံးရဲ့အခြေခံအုံမြစ်ဆိုလည်းမမှာပါမို့ဟုတ်ပြီနေ့စဉ်ကိုယ့်စိတ်ကိုဘယ်လိုလေ့ကျင့်ထားမလဲပထမဆုံးကတော့လေပြဿနာကိုပဲထိုင်ကြည့်မနေပဲဖြည့်ရှင်းနည်းကိုအာရုံစိုက်ပါဒုတိယချက်ရောက်လာတဲ့ဧည့်သည်တိုင်းကို VIP လိုပဲအလေးထားဆက်ဆံပါပြီးတော့အရေးကြီးဆုံးတစ်ခုကသူလို့စိတ်ဆိုးနေတာဟာကိုယ့်ကိုပုဂ္ဂလိရမုန်းလို့မဟုတ်ဘူးအခြေအနေတစ်ခုပေါ်မှာမကျေနပ်တာဆိုတာကိုအမြဲတမ်းတတိယနေဖို့ပါပဲဒီအချက်သုံးချက်ကတကယ်ကိုအစွမ်းထက်ပါတယ်အခုပြောမယ့်အရာကတော့ဟိုတယ်လုပ်ငန်းရဲ့ super power လို့တောင်တင်စားလို့ရပါတယ်အဲ့ဒါကတော့ကိုချင်းစာတရားပါပဲဆိုလိုတာကသူတစ်ပါးရဲ့ခံစားချက်ကိုကိုယ်တိုင်ဝင်ခံစားပြီးနားလည်ပေးနိုင်စွမ်းပေါ်ဒါကဘာလို့အရေးကြီးလဲဆိုတော့လူတစ်ယောက်ကသူ့ကိုတယောက်ယောက်ကနားလည်ပေးနေပါလားလို့ခံစားလိုက်ရတဲ့အခါသူ့ရဲ့စိတ်ဖြစ်စီးမှုတွေဒေါသတွေကတိတိတာတာကိုရော့ချသွားတတ်ပါတယ်အခြေအနေတစ်ခုလုံးကိုပြောင်းပြန်လန်ပြစ်နိုင်တဲ့စွမ်းအားရှိပါတယ်ဥပမာအနေနဲ့ဒီစကားလေးကိုကြည့်ကြည့်ပါဒါကဘယ်လောက်တောင်စိတ်အနောက်အရက်ဖြစ်စီရကောင်းလဲဆိုတာကျွန်တော်နားလဲပါတယ်ဒီလိုရိုးရိုးလေးပြောလိုက်တာကသူတို့ရဲ့ခံစားချက်ကိုအသိမှတ်ပြုပေးရရောက်တယ်အော်ငါ့ကိုနားလဲပေးတဲ့သူရှိတာပဲဆိုတဲ့အတွေးဝင်သွားစေတယ်အဲ့ဒီမှာတင်မဲ့တင်မနေတဲ့အခြေအနေတော်တော်များများပြေလျောသွားနိုင်ပါတယ်ဟုတ်ပြီစိတ်နဲ့သဘောထားပိုင်းကိုနားလဲသွားပြီဆိုတော့နောက်တစ်စက်အနေနဲ့ဧည့်သည်တွေဘာကြောင့်မကျေနပ်ကြတယ်လဲဆိုတော့ကိုကြည့်ကြရအောင်ဒီနေရာမှာအမြင်နဲ့တစ်ခုပြောင်းကြည့်ဖို့လိုရပါတယ်သူတို့ရဲ့မကျေနပ်မှုတွေဆိုတာကြာရှုံးမှုတွေမဟုတ်ပါဘူးတကယ်တော့ဒါရီယာကိုလုံငန်းအတွက်ပိုကောင်းလာအောင်လုပ်ဖို့အခွင့်အလမ်းပေးတဲ့တန်ဖိုးရှိတဲ့အကြံပြုချက်တွေပါပဲအများစုကြုံရလိရှိတဲ့မကျေနပ်မှုတွေကဘာတွေလဲအဓိကအဖြစ်တော့အခန်းနဲ့ကတဲ့ပြဿနာတွေဝန်ဆောင်မှုနှောင့်နှေးတာတွေအစားအသောက်နဲ့ဆိုင်တဲ့ကိစ္စတွေတစ်ခါလေဝန်ထမ်းတွေရဲ့သဘောထားပြောပုံဆိုပုံနောက်ပြီးတော့ဆက်သွယ်မှုလွှဲချော်တာတွေဒါတွေကတော့ထိဆုံးက၅ချက်ပါပဲဒါကြောင့်ဒီအချက်ကိုဆွဲဆွဲမြဲမြဲမှတ်ထားဖို့လိုပါတယ်မကျေနပ်မှုတိုင်းဟာတိုးတက်ဖို့အတွက်အခွင့်အလမ်းတစ်ခုပဲတကယ်တော့ဒါကလက်ဆောင်တစ်ခုလိုပါပဲဒီအခွင့်အရေးကိုဒါကောင်းကောင်းအသုံးချနိုင်ရင်စိတ်ဆိုးနေတဲ့ဧည့်သည်ကိုယ့်ရဲ့ ally ရဲ့အဖြစ်ဆုံး customer တယောက်ဖြစ်အောင်တောင်းပြောင်းလဲဖြစ်နိုင်ပါတယ်ဟုတ်ပြီအခု theory ဒီပြောင်းပြီးပြီဆိုတော့လက်တွေ့မှာဘာလုပ်ရမလဲဆိုတော့အပိုင်းကိုသွားကြအောင်ဒါကတော့ဒီဆွေးနွေးမှုတစ်ခုလုံးရဲ့အဓိကအကြဆုံးအပိုင်းပါပဲမှတ်ရလဲလွယ်လဲတကယ်လဲထိရောက်တဲ့လှုပ်ဆောင်မှုအစီအစဉ် LEARN နီလာအကြောင်းပြောပြချင်ပါတယ် LEARN ဆိုတာပါလဲအဆင့်5ဆင့်ရှိပါတယ် L က listen နားထောင်ပါ E က empathize ကိုချင်းစာပါ A က apologize တောင်းပန်ပါ R က resolve ဖြေရှင်းပါနောက်ဆုံး N က notify အသိပေးပါဒါမှမဟုတ်ဖြန့်စစ်ဆေးပါဆိုတဲ့အဆင့်တွေပါပဲကဲပထမဆုံး listen နားထောင်ပါဒါကအရေးကြီးဆုံးအဆင့်ပါသူတို့ပြောတာကိုဖြတ်မပြောပဲအနောက်ရမပေးပဲအပြည့်အဝအာရုံစိုက်နားထောင်ပေးဖို့လိုပါတယ်ဘာဖြစ်လို့လဲဆိုတော့ပြဿနာကိုအစအဆုံးသေးသေးချာချာနားလည်မှမှန်ကန်ကဖြေရှင်းနေကိုရှာနိုင်မှာမို့လို့ဒုတိယ E ကတော့ empathize ကိုချင်းစာတရားပြပါကြုံတွေ့ခဲ့ရတဲ့အဆင်ပြေမှုအတွက်တကယ်စိတ်မကောင်းပါဘူးခင်ဗျာဆိုရဲစကားမျိုးနဲ့သူတို့ရဲ့ခံစားရကိုလည်းထက်တူနာလဲကြောင်းပြတာဖို့ပါပဲအဲ့ဒီအခါကျမှသူတို့ပမာကိုကယက်တီပြီးနေတယ်ဆိုတာကိုသူတို့ခံစားရမှာပါပြီးတော့ apologize တောင်းပန်ပါဒီနေရာမှာတခုရှိတာကဒါဟာကိုအမားဖြစ်မဖြစ်ကုမ္ပဏီကိုစားအဖွဲ့အစည်းကိုစားရိုးရိုးသားသားတောင်းပန်ဖို့လိုပါတယ်ကျွန်တော်ရဲ့ယူသားရဲ့တောင်းပန်မှုကိုလက်ခံပေးပါဆိုတာမျိုးပေါ့ဒါကတာဝန်ယူတတ်မှုကိုပြသရာရောက်ပါတယ်
နောက်တစ်ဆင့် R ကတော့ resolve ဖြေရှင်းပေးဖို့ပါစကားတွေပဲပြောနေလို့မရတော့ဘူးလက်တွေ့ကြကြအရေးယူဆောင်ရွက်ရပါမယ်ဥမာ engineer ဌာနကိုအခုပဲဆက်သွယ်လိုက်ပါမယ်ဆိုတာမျိုးပေါ့ဘာလုပ်ပေးမယ်ဘယ်အချိန်လောက်ပြီးမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြောပြတာကသူတို့ကိုစိတ်အေးသွားစေပါတယ် နောက်ဆုံးအဆင့် notify ဒါကတော့ကန်လေစစ်စေးအသီးပေးတာပါပြဿနာကိုဖြေရှင်းပြီးသွားပြီဆိုပြီးဒီတိုင်းထားလိုက်လို့မရပါဘူးအခုအရာအလုံးအဆင်ပြေလားခင်ဗျဆိုပြီးပြန်ဆက်တူရမင်းမြဲတာကတကယ်ကိုဂယုစိုက်ကြောင်းပြတတ်ရာရောက်ပါတယ်အဲ့ဒီမှာတည်းတာမန်ဝန်ဆောင်မှုကနေခိုင်မာတဲ့ဆက်ဆံရေးတကူဖြစ်သွားနိုင်ပါတယ် ကဲ LER နီလန်းနဲ့ဘာလုပ်ရမလဲဆိုတာကိုသိသွားပြီအခုဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းကိုဆက်သွားကြရအောင်ဆိုလိုတာကကိုယ့်ရဲ့ဆက်သွယ်ပြောဆိုပုံကိုပိုပြီးကျွမ်းကျင်ပိုင်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုကြည့်ကြမှာပါ ဒီနိုင်ရှင်ချက်လေးကတကယ်ကိုအသုံးဝင်ပါတယ်ဥပမာကျွန်တော်မသိဘူးလို့ပြောမယ့်အစားကျွန်တော်စစ်စစ်ပေးပါမယ်လို့ပြောလိုက်တာကအများကြီးပိုအဆင်ပြေပါတယ်နောက်တစ်ခုဒါကျွန်တော်ဌာနမဟုတ်ဘူးဆိုပြီးပစ်ချလိုက်မယ့်အစားတက်ဆိုင်ရလူနဲ့ချိဆက်ပေးပါမယ်လို့ပြောလိုက်တာကတာဝန်ယူမှုအဖြစ်နဲ့ဖြည့်ရှင်းပေးလျာစိတ်ကိုပြပါတယ်စကလုံးလေးတွေပြောင်းလိုက်တာနဲ့အများကြီးခွာသွားပါတယ် โอเคတကယ်ကိုခက်ခဲတဲ့အခြေအနေတချို့ကိုကြည့်ရှာအောင်အဲ့ဒါကအော်ဟိနေတဲ့ဆိုရင်ကိုကတည်ငြိမ်နေဖို့အရေးကြီးဆုံးပဲပြီးတော့ခမားရဲ့စိတ်နှောက်ရှက်ဖြစ်မှုကိုကျွန်တော်နားလည်ပါတယ်ဆိုပြီးသူတို့ကိုအရင်ဆုံး acknowledge လုပ်ပေးပါငွေဖေးဖို့ညင်ဆန်တဲ့အခြေအနေမျိုးမှာတော့ကိုတဘောနဲ့ကိုမဆုံးဖြစ်ပဲ manager ကိုအကူအညီတောင်းပါမယ်ဆိုပြီးအထက်လူကြီးကိုအမြန်ဆုံးခေါ်ဝန်ထမ်းတယောက်ယောက်အကြောင်း complaint တက်လာရင်လည်းအရင်ဆုံးတောင်းပါပြီးဒီကိစ္စကိုအလေးနဲ့ထားစုံစမ်းပါမယ်ဆိုပြီးအမခံချက်ဖေးဖို့လိုပါတယ်ကဲအဲ့ဒီကြောင်ပြောပြီးပြီဆိုတော့အခုဝန်ဆောင်မှုပြီးနေတဲ့သူတွေကောင်းတွေအကြောင်းပြောရမယ်ချေပါဟုတ်ပါတယ်ဒီအလောက်ကစိတ်ပိုင်းဆိုင်ရာပန်ပန်းနိုင်တယ်ဆိုတာကိုအတိအမှပြဖို့အရင်ရေးကြည့်ပါတယ်ကိုယ့်ကိုယ်လည်းဂရုစိုက်ဖို့လိုပါတယ် ဒါဆိုကိုဘယ်လို group ဆိုင်မလဲဖီအားများလာတဲ့အခါခဏလောက်အသက်ကိုဖြည်းဖြည်းနဲ့မှန်မှန်ရှူကြည့်လုပ်ဖို့ကိုင်ပတ်တဲ့နဲ့အပြန်လန်အားပေးကူညီပါကိုယ့်ရဲ့ယုံကြည်မှုတိုးလာအောင်ကျွမ်းကျင်မှုအသစ်တွေအမြဲလေးလာနေပါပြီးတော့နေ့စဉ်ကိုလုပ်နိုင်ခဲ့တဲ့အောင်မြင်မှုသေးသေးလေးတွေကိုတော့ဂုဏ်ပြုဖို့မမေ့ပါနဲ့ နောက်ဆုံးအနေနဲ့ဒီစကားလေးနဲ့အဆုံးသတ်ချင်ပါတယ်အဲ့ဒီတွေကပြဿနာကိုမေးသွားနိုင်ပေမဲ့အဲ့ဒီပြဿနာကိုဘလို့ကင်တွယ်ဖြေရှင်းခဲ့တယ်ဆိုတာကိုတော့သူတို့အမြဲတမ်းမှတ်မိနေမှာပါဟုတ်ပါတယ်အဆုံးမှာတော့ဖြစ်ခဲ့တဲ့ပြဿနာထက်အဲ့ဒီပြဿနာကိုဖြေရှင်းပေးခဲ့တဲ့ပုံလန်ကတာသူတို့ရဲ့ရင်ထဲမှာအမြဲတမ်းဆွဲချင်နေပြမှာပါ ခဲဒီနေ့ဆွေးနွေးခဲ့တာတွေထွေးကလက်တွေ့မှာချက်ချင်းစပြီးလေ့ကျင့်ကြည့်ခြင်းတဲ့အချက်တစ်ချက်ကဘာထင်မလဲ LER နီလန်ထက်ကတခုခုလားဒါမှမဟုတ်စကားပြောပုံပြောင်းလာမျိုးလားကိုယ့်အတွက်အသုံးဝင်မဲ့အချက်တစ်ချက်ကိုရွေးပြီးဒီနေ့ကစပြီးလေ့ကျင့်ကြည့်လိုက်ပါတင်းငယ်တွေလှုပ်ဆောင်ချက်လေးနေရာနေပဲကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်တာကိုသိကြည့်ရပါ